မိဖုရားခေါင်ဟာကျမ်းပြင်ပေါ်မှာဖိနှိပ်ဖန်ဆီးခံထားရပြီးမင်းကြီးကမင်းရဲ့တစိမ့်ပြားကတူရှိုတွေနဲ့အတူဒီနေရာကိုဘာလို့ရောက်နေတာလဲရှင်းပြခိုင်းတယ်မိဖုရားခေါင်ကအကွက်ချစဉ်းစားပြီးအရှင်မင်းကြီးကျမရဲ့ကြောက်စိမ့်ကလွန်ခဲ့တဲ့3ရက်ကတည်းကပျောက်နေတာပါဒါဟာတစုံတစ်ယောက်ကကျမကိုလှုပ်ကြံတာပါကျမကမင်းကြီးနောက်မှာရရင်အေးဆက်လောင်ပြောင်တဲ့အကြီးနဲ့ကြီးကမိုးတန်လေးနဲ့ဝင်ပြောလိုက်တယ်ကျမကြောက်လာပါပြီမိဖုရားခေါင်ကြီးရဲ့ကျမရဲ့နိုင်ငံတော်လေးကိုလိုချင်ရင်လည်းကျမကိုဓာတ်ရိုက်ပြောပါလားဘာလို့ဒီလိုကြောက်စရာကောင်းအောင်လှုပ်ကြံရတာလဲဒီစကားကမိဖုရားခေါင်ကိုကောက်ွယ်ပေးတယ်လို့နဲ့အေဂရစ်ရဲ့တန်တရားကိုပို့ပြီးမိလောင်ရလေးပင်ဖြစ်စေတယ်အေဂရစ်ကပို့ပြီးဒေါသထွက်သွားကဒုဗိုလ်မှူးကအကုန်ဝင်ခံပြီးပြီမင်းရဲ့မိသားစုဝင်တွေစစ်တပ်ထဲမှာအာဏာပြနေတာကြပြီးတဲ့မိဖုရားကိုယာတုကချပြီးအချုပ်ခန်းထဲထည့်လိုက်မိဖုရားခေါင်နှမ်းကျသွားပြီးနောက်မှာအေဂရစ်ရဲ့တန်တရားစိတ်ကပိုကြီးလာပြီးစစ်တပ်ထဲကအင်အားစုတွေကိုဖြိုခွဲဖို့ကြိုးစားတော့တယ်ကျမကတော့သူ့ရဲ့တူဦးလေးသောအကူရဖြစ်လာခဲ့တယ်ညတိုင်းသူကျမစီလာပြီးစိတ်ပြေလျှော့အောင်လှုပ်တတ်တဲ့ညမှာအေဂရစ်အလုရှုပ်နေတော့သူ့စာကြီးကန်းထဲကပြုတ်ဝက်ကန်ထဲမှာအမတော်အသက်ပေးခဲ့ရတဲ့နေဆက်မြေပုံကိုရှာတွေ့ခဲ့တယ်အဲ့ဒီမြေပုံကကျမနိုင်ငံရဲ့ခန်းစစ်စခန်းတွေကိုအသေးစိတ်ရေးဆွဲထားတာပါရှင်ကဒီမြေပုံနဲ့ကျမတို့တိုင်းပြည်ကိုသိမ်းပိုက်ချင်တာပေါ့လေကျမကအတချောင်းကိုတုံးပြီးမြေပုံပေါ်ကအရေးကြီးတဲ့လမ်းကြောင်းနေရာလေးတွေကိုအပေါက်တေးလေးတွေဖောက်လိုက်တယ်အဲ့ဒီအပေါက်တွေကတာမန်မျက်စိနဲ့မမြင်ရပေမဲ့ဒီနဲ့ထိတွေ့လိုက်ရင်မင်းတွေဟာပြန့်နှံ့သွားပြီးလမ်းကြောင်းအမှားတွေကိုပြသမှာဖြစ်ပါတယ်ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးစာရွက်စာတမ်းတွေကိုတိတ်တဆိတ်ပြင်ဆင်လိုက်တယ်ရက်အနှဲငယ်ပဲနောက်ကျအောင်လုပ်ထားတာဖြစ်ပေမဲ့စစ်ပွဲတစ်ခုမှာအဲ့ဒီရက်အနှဲငယ်ကအသက်တမျှအရေးကြီးပါတယ်တစ်ဖက်မှာလည်းကျမကခမဲတော်စီကိုလှုပ်ဝက်စာပို့လိုက်တယ်ရန်သူကနေဆက်မြေပုံညှက်ထားတဲ့အမြန်ဆုံးစစ်ကူလုပ်ပါလို့ပေါ်တနေ့မှာအေဂရစ်ကကျမကိုပန်းချန်နဲ့ခေါ်သွားရင်မင်းကိုတော့ကိုမုံတလားကျမရင်ထဲတုံလို့သွားပေမဲ့အချစ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်လိုက်တယ်အရှင်မင်းကြီးကဒီလောက်အထိချစ်တာပဲကျမကဘာလို့မုံရမှာလဲမင်းကြီးကပြုံးလိုက်ပေမဲ့မျက်လုံးတွေကတော့အေးဆက်နေစေမင်းရဲ့အမတော်တုံးကဒီနေရာမှာနေသွားတာသူကတော့ဒီနန်းတော်ကြီးကိုအယမ်းမုံတယ်လို့ပြောခဲ့ပြီးတယ်ကျမခေါင်းငုံပြီးမျက်လုံးထဲကလူတက်ချင်တဲ့အငွေးတက်တွေကိုဖုံးကွယ်ထားလိုက်တယ်မုံတာပေါ့ကျမမုံလုံးလို့ဒီနန်းတော်ကအနီရောက်နေရန်တွေမှာမင်းတို့ရဲ့သွေးတွေနဲ့ပြန်ဆေးကြောပစ်ချင်တာဒါပေမဲ့ကျမပါဇက်ကတော့အမတော်ကကံကောင်းတာကိုမသိချတာပါနန်းတော်တကားနီလေးတွေဟာဆိုရင်ကျမတို့မင်္ဂလာဆောင်ဝတ်စုံလေးတိုင်းလာပါနေစေပဲလို့ပြောတော့ကျင်းနဲ့သွားပြီးဆက်မမေးတော့ပဲဖက်က86သွားခဲ့တယ်သူမသိတာကကျမထောင်ချောက်ထဲသူရောက်နေပြီဆိုတာပဲမကြခင်မှာပဲမင်းကြီးရဲ့ကျမကြီးကစတင်ဖောက်ပြန်လာတယ်သူခဏခဏမောပန်းလာတယ်ညဘက်ဆိုရင်ထိတ်လက်တကြားနိုးလာတတ်ပြီးခေါင်းတွေအပြင်းထန်ကိုက်ခဲလာတယ်သမားတော်တွေကတော့အလုံများလုံးလို့ဖြစ်တာလို့ပဲပြောကြတယ်တကယ်တော့ကျမပဲသိပါတယ်သူနေတိုင်းသုံးတဲ့အမွှေးတိုင်ထဲမှာအာယုံ၆ချစေတဲ့ဆေးမြက်အနှဲငယ်ကိုကျမရောထည့်ထားတာပါအဲ့ဒီဆေးကကျမတီးတဲ့စောင်းတန်ရဲ့အနှိမ့်အမြင့်တိုင်းတွေနဲ့ပေါင်းဆက်လိုက်ရင်လူကိုတန်တရားစိတ်ကြီးဆိုးစေပြီးအာယုံတွေကိုဝေဝါးစေပါတယ်တညမှာတော့ချွေရွှဲပြီးအော်ဟစ်နိုးလာပြန်တယ်သူပြန်လာပြီးသူ့မျက်နှာမှာသွေးတွေနဲ့ငါ့ကိုကြည့်နေတယ်ကျမကသူ့ကိုအသာအရာဖတ်ထားပေးရင်သူ့နားထဲမှာအမတော့အသက်ရှင်စဉ်ကအကြိုက်ဆုံးဖြစ်တဲ့ကလေးချုပ်ကြပြလေးကိုခတ်တိုးတိုးဆိုပြလိုက်တယ်အဲ့ဒီကြပြတန်ကိုကြားတော့သူကိုပြီးတုံနေလာတယ်မဆိုပါနဲ့တော့တောင်းပန်ပါတယ်ကျမကသူမမြင်နိုင်တဲ့အမောင်ထဲမှာရက်ဆက်တဲ့အပြုံးကိုပြုံးလိုက်ပြီးအရှင်မင်းကြီးဒါလေးကိုတော့မခံနိုင်ဘူးလားမတော့အခေါင်းထဲမှာပိုးကောင်တွေအကြိုက်ခံနေရတော့ကဘယ်သူမှသူမရဲ့တောင်းပန်တန်ကိုနားမထောင်ပေးခဲ့ကြဘူးလေမင်းကြီးကမင်းအခုဘာပြောလိုက်တာလဲကျမကချက်ချင်းပဲကြောက်လန့်တကြားပုံစံမျိုးနဲ့တူးထောက်လိုက်ပြီးမျက်ရည်တွေဝဲလာတယ်အရှင်မင်းကြီးကပြင်ပန်းလုံးလို့ပါကျမရင်နွေးတစ်ခွက်သွားခတ်ပေးပါမယ်တစ်ခါမှလည်းနေဆက်ကသတင်းဆိုးတွေရောက်လာတယ်ကျမပြင်ဆင်ထားတဲ့မြေပုံမှာကြောင့်ကျမနိုင်ငံစစ်တပ်ရဲ့ထောင်ချောက်ထဲကိုတိုးဝင်သွားကြတယ်အဲ့ဒီအချိန်မှာနန်းတွင်းထဲကမိဖုရားခေါင်ရဲ့မိသားစုကလည်းမင်းကြီးကိုအာဏာပြန်သိမ်းဖို့စတင်လှုပ်ရှားလာကြတော့တယ်ကျမကဆေးကားတစ်ခွက်ကိုကင်ပြီးမင်းကြီးစာကြီးကန်းထဲဝင်သွားခဲ့တယ်သူဟာရပိုင်းတွင်းမှာလည်းအသက်10နှစ်လောက်အိုမင်းသွားတယ်လို့ပဲမင်းခမဲတော်စီကဘာသတင်းမှမရဘူးလားကျမကသူ့ရဲ့နားထင်ကိုအသာအရနှိပ်ပေးရင်ခမဲတော်ကကျမကိုမေ့နေတာကြပါပြီဒါပေမဲ့ထောင်ထဲကမိဖုရားခေါင်ကြီးကတော့အော်ဟစ်ပြီးမတရားဘူးလို့ပြောနေတယ်လို့ကြားမိတယ်မင်းကြီးကစပွဲကိုရိုက်ပြီးသူကဘာကိစ္စမတရားရမှာလဲသူကြောင့်ငါစစ်တပ်တွေအရေးနေနေတာကျမကသူ့နာနာကတ်လိုက်ပြီးအချိုဆုံးလေတံနဲ့အနာကျင်ဆုံးစကားကိုပြောလိုက်တယ်အရှင်မင်းကြီးအဲ့ဒါတကယ်ပဲမိဖုရားခေါင်လုပ်တာလို့ထင်နေတာလားတကယ်တော့အဲ့ဒီကြောက်စိမ့်ပြားကိုသူ့ကောင်းအောက်ကနေကျမကိုယ်တိုင်ခိုးယူခဲ့တာပါအေဂရစ်ရဲ့ကိုခန္ဓာကြီးတောင့်တင်းသွားတယ်သူကျမကိုမယုံနိုင်တယ်လို့ကြည့်တယ်မင်းဘာပြောလိုက်တာလဲကျမကမျက်တောင်မခတ်တန်းပြန်ကြည့်ပြီးဒီဇလန်ကဒီမှာပဲအဆုံးသက်ပြီလို့ပြောတာပါအဲ့ဒီအချိန်မှာပဲအပြင်ကနေတက်ကြဖြတ်ကြဆိုတဲ့စီမံတန်တွေထွက်ပေါ်လာတယ်မိဖုရားခေါင်ရဲ့အကိုဖြစ်သူဦးဆောင်တဲ့ပုံကန်သူတွေကနန်းတော်ထဲကိုဝင်စီးလိုက်ပြီးအေဂရစ်ကသွေးမဲတွေအန်လာတော့တယ်ကျမကချက်ချင်းပဲကြောက်လန့်တကြားပုံစံဖမ်းလိုက်ပြန်တဲ့မိဖုရားကိုကကျမကိုကြည့်ပြီးမင်းကငါညီမကိုနန်းချအောင်လုပ်တဲ့မြေခွေးမလေးပေါ်လေကျမကငိုယိုရင်းနဲ့သူ့စီကိုမြေပုံတူတဆောင်တန်းပေးလိုက်တယ်စစ်သူကြီးဒါကစစ်မှန်တဲ့နေဆက်မြေပုံမှာအေဂရစ်ကဒါကိုတင်ထားခိုင်းတာကျမကတော့မိမငယ်လေးမှုဘာမှမတတ်နိုင်လို့ပါစစ်သူကြီးကမြေပုံကိုလောဘကြီးနဲ့ယူလိုက်တယ်သူမသိတာကတော့အဲ့ဒီမြေပုံပေါ်မှာအရေပြားကိုပုတ်ဆက်စေပြီးစိတ်ဖောက်ပြန်စေတဲ့အစိတ်ပြင်းတွေတုပ်လိမ့်ထားတယ်ဆိုတာပါပဲနောက်ဆုံးမှာတော့ကျမကိုအချုပ်ခန်းထဲပို့လိုက်ကြတယ်ကံကောင်းတာကဘေးကမ်းမှာမိဖုရားခေါင်ရှိနေတာပါပဲသူကကျမကိုမြင်တာနဲ့နင်းကြောင့်ငါမိသားစုတွေပုံကန်ရတာနင်းကြောင့်ငါဒီလိုဖြစ်ရတာလို့အော်ဟစ်ဆဲဆိုတဲ့ကျမကမျက်ပင်တွေပေါ်မှာအေးအေးဆေးဆေးထိုင်ရင်းစပင်ကိုပြန်ပြင်လိုက်တယ်မိဖုရားခေါင်ကြီးပုံကန်တာကအရှင်ရဲ့အကိုပါအရှင်မကိုထောင်ချတာကအရှင်မင်းကြီးပါကျမကတော့စကားလေးနည်းနည်းပပပေးလိုက်ရုံတင်ပါမလို့လေဒီထောင်ထဲကအရသာကအရင်ကအရှင်မပေးတဲ့ရေခဲလက်ဖက်ရည်ထက်ပိုတောက်လို့ကောင်းရဲ့လား